အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးသူဇီယနာရှာမညရေးသားတဲ့အောင်မြတ်တာအတွဲနဲ့အပိုင်း280ဖြစ်တဲ့အောင်မြတ်တာနဲ့ဆန္ဒလာပြက်ကဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးအသစ်တွေတနိုင်သိရှိစေဖို့အတွက်ဘေးနားက notification လောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ညကအလင်းရောင်မရှိလောက်အောင်မှောင်မဲနေပြီမဲ့လေတာကွင်းရဲ့အလယ်မှာတော့အတန်အသင့်ကြီးမားတဲ့မီးပုံကြီးတစ်ပုံတဟုန်ဟုန်တောက်လောင်နေခဲ့တယ်။မီးပုံရဲ့ရှေ့တက်မှာတော့ညနာအဝေးအုပ်ထားတဲ့လူတယောက်တဘိုးတစ်ချောင်းကိုစောက်ကင်ပြီးတော့ရမ်းနေခဲ့သလိုသူရဲ့အရှိမှာတော့စုပ်ပြတ်နေတဲ့အဝတ်အစားတွေကိုတကောလုံးမပေါ်အောင်ခြုံထားတဲ့ယောက်ျား၁၀ယောက်ခန့်ရှိနေခဲ့တယ်။အဲ့ဒီအချိန်အကြီးအကဲတွေစုံပြီးဆိုရင်ခေါင်းဆောင်အတဲ့မိတ်ဆက်ပွဲလေးစလိုက်ကြတာပေါ့။အဲ့ဒီအတန်နဲ့အတူဖာယာဆက်ရာတွေပါတဲ့အင်ဂျင်နဲ့လုံကြီးကိုဝစ်ဆင်ထားတဲ့လူတယောက်အမောင်တဲကနေထွက်လာခဲ့တယ်။ကြက်ကတော့မိဘုံပေးမှာရန်နေကြတဲ့သူတွေကိုလိုက်ကြည့်ရင်အကဲခတ်နေတဲ့အချိန်ဒီကောင်လေးကကျုပ်တို့ရဲ့အကြီးအကဲဖြစ်လာမဲ့သူလား။အဲဒီလိုပြောတဲ့အတန်ကိုကြားလိုက်ရတယ်။ဒီကောင်လေးကကျုပ်တို့စောင့်မျှော်နေတဲ့သူပဲ။သူဒီကိုရောက်ဖို့အတွက်အခက်အခဲတွေအများကြီးကိုကြော်ဖြတ်ခဲ့ရတယ်။သူ့ရဲ့ဘဝကိုဆွန့်လွတ်ခဲ့ရတယ်။ခမများတို့ကအသက်ငယ်နေလို့ခေါင်းဆောင်ဖြစ်တင်မြောက်ရမှာမဝေမရဲဖြစ်နေစားရင်မဟုတ်လားဟုတ်တယ်ရွာပေါင်း90ကိုကြည့်ကြရမယ့်သူဟာအရေးချင်းပြည့်မပြည့်ကျုပ်တို့သိကြတယ်နောက်ပြီးကျုပ်တို့ရဲ့တပေါင်းနဲ့ကိုက်ညီတဲ့အမှတ်သားတွေရောပါရဲ့လားကျောမဆက်လွယ်ရှင်မဆက်ကြပါတဲ့သူရောက်လာရင်စန္နာလာရွာကြီးတာယာဝါပြောမယ်ဆိုတဲ့တပေါင်းပြောတာလားဟုတ်တယ်သူ့မှာဒီအမှတ်သားတွေပါမပါကျုပ်တို့ကြည့်ရမယ်စန္နာလာရွာတကြီးတို့ရဲ့စကားကြောင့်စန္နာလာမောင်ကြီးကပြက်ကောက်ကိုဆွဲယူပြီးအင်းစီကိုဖျဲလိုက်ရာရှင်ညွန့်တက်မှာစကြပုံစံအမရွက်တစ်ခုနဲ့အတူကြောကုန်းနဲ့ဝမ်ပိုက်ကိုဆက်ထားတဲ့မဲ့ဆလွယ်ကိုမြင်လိုက်ရတယ်။ခမည်းတော်မြင်ကြပြီမဟုတ်လား။ဒါတောင်မှအယိုးသိမပေးကြသေးဘူးလား။စန္နာလာမောင်ကြီးစကားကြောင့်ရွာလူကြီးတွေကဥကောက်ကိုညှို့ပြီးအယိုးသိပေးလိုက်ကြတယ်။ဒီနေ့ဒီအချိန်ကစပြီးတော့ရွာပေါင်း90မှာရှိတဲ့စန္နာလာတွေကိုပြက်ကကြီးမှုလိုက်မယ်။ခမည်းတော်ကခေါင်းဆောင်အသက်ကိုတည်တင်တည်ထိုက်တဲ့အကြောင်းအရာတွေနဲ့စီမင်းစည်းကမ်းတွေပြပြပေးကြပါဒီနေ့အစပြီးတော့ကျုပ်ရဲ့လမ်းစဉ်ကိုဆက်လျှောက်ရတော့မှာမို့လို့ခမည်းတော်အားလုံးနှုတ်ဆက်ခဲ့ပါတယ်စန္နာလာမောင်ကြီးကပြက်ကားနဲ့ရွာလူကြီးတွေကိုနှုတ်ဆက်ပြီးအလဲမှာပုံထားတဲ့မိဘုံတွေကိုတိုးဝင်ကပြက်ွယ်သွားခဲ့တယ်ဒီမြင်ကွင်းကြောင့်အံ့ဩနေတဲ့ပြက်ကအနီးကိုစုပ်ပြတ်နေတဲ့အဝတ်စားဝတ်ထားတဲ့လူကြီးတို့ရောက်လာပြီးတော့လူလေးအံ့ဩသွားရလားဟုတ်တယ်အဘဒီလူကတာမယ်လို့မဟုတ်ဘူးထင်တယ်နော်စန္နာလာမောင်ကြီးကတောင်းစားတဲ့ဘဝကနေစရဏကျင့်စဉ်တွေကျင့်ကြံပြီးတော့ပေါင်းမြောက်သွားတဲ့သူပဲလူလေးလည်းသူ့ချီယာကိုနင်းနိုင်မှာပါအခုတော့လူလေးတည်တင်တည်ထိုက်တဲ့အရာတွေကိုတင်ပြပေးမှမို့လို့အဘတို့နဲ့လိုက်ခဲ့ပါအသားရည်ရွတ်တွနေတဲ့လူကြီးကသူ့ရဲ့လက်ကျန်းကျန်းချင်းနဲ့ပြက်ကောက်ကိုဆွဲပြီးတစ်ပင်တန်းပေးမှရှိတဲ့လမ်းကြားလေးထဲကိုခေါ်ဆောင်သွားခဲ့တယ်3လခန့်ကြာတဲ့အခါအကိုတို့အမတို့ပေးမှစားရတောက်ရမယ့်ဘဝမို့နည်းများမစို့လှူပေးကြပါဗျာတနာစပွဲထွက်ပေါ်လာတဲ့အတန်းကြောင့်ဖျားဖူကားပေါ်မှာရှိတဲ့လူတွေကမိမိတို့မှပါလာတဲ့မုတ်ပဲတဲ့ရည်စားတွေနဲ့ငွေကြွေတချို့ကိုထုတ်ယူပြီးခွက်တွေကိုထည့်ပေးလိုက်ကြတယ်ဟဲ့ငစို့နိခွက်ကငါမျက်နှာကိုလာထိတော့မယ်ကွနင်ကဘာလို့အတင်းတိုးနေရလဲဒီလူတွေကငါ့ကိုပေးတာကွအောင်မနင်ကနောက်မှရောက်ပြီးတော့လူပါမွားနေဒီနေကငါနေရကွာဖျားဖူကထွက်သွားတဲ့အချိန်တယောက်နဲ့တယောက်စကားများနေတဲ့သူတွေကိုအညာဆောင်ပါတစ်ထည်ခြုံထားတဲ့လူတယောက်ကစိုက်ကြည့်နေခဲ့တယ်သူ့ဘေးမှာတော့လူလက်ပိုင်းရွယ်ယောက်ျား2ယောက်ရှိနေပြီး2ယောက်စလုံးရဲ့လက်ထဲမှာတော့ရှားနှစ်သားတုတ်တစ်ချောင်းစီကိုကင်ထားကြတယ်ဒီနေ့မြေကဘသူ့ပိုင်လဲအညာဆောင်ပါခြုံထားတဲ့လူရဲ့စကားကြောင့်ဘေးမှာရှိနေတဲ့လူကဘေးကိုတိုးကပ်လာပြီးဦးဆန်းငွေရဲ့နေမြေထဲပါတယ်ဆရာဦးဆန်းငွေကကျမ်းမာရေးမကောင်းလို့အဲ့ရတယ်မထနိုင်ဘူးမဟုတ်လားဒါကြောင့်ဒီကောင်လေးရမ်းချစ်ရဲတာနေမယ်ဟုတ်တယ်ဆရာဦးဆန်းငွေရှင်အခုလိုမလုပ်ရဲကြဘူးရမ်းဖြစ်နေတဲ့နှစ်ကောင်ကိုဖျားဖို့တွေမမြင်တဲ့နေရာစီကိုခေါ်လာခဲ့ကြဆောင်ဆောင်ထားတဲ့လူကတဘိုးကိုပခုံးပေါ်ထပ်ပြီးကားလက်မပြားလမ်းသွယ်လေးတစ်ခုတည်းကိုဝင်သွားခဲ့လိုက်တယ်မကြခင်အချိန်အတွင်းတယောက်နဲ့တယောက်ထိုးကျိတ်ထားလို့ဖိုးရောက်နေတဲ့မျက်နှာတွေနဲ့ရှေ့ကိုရောက်ချလာခဲ့ကြတယ်ခမည်းတော်ကဘာသူတွေလဲကျုပ်တို့ဘာလို့ဆွဲခေါ်ရလဲဆိုတာပြောစမ်းအောင်မမ
မင်းတို့ကများပြန်ပြောရတယ်ရှိသေးအခုမင်းရှိမှထိုင်နေတဲ့သူကဘာလို့လဲသိလားသိတော့ရောဘာလောက်ရမှာလဲဂျေကန်ကန်ပြန်ပြောလိုက်တာကြောင့်တင်ငုတ်တို့ပေါ်မှာထိုင်နေတဲ့လူကမောင်တန်ပူရေငါတို့စီကံအရဖះဖို့ဧည့်သည်ရရှိမှာရန်ဖြစ်စကားများရင်ဘာပြစ်ဒဏ်ပေးရလဲတောင်စားခွင့်ကိုတလားတိတိပိတ်သိမ်းပြီးတော့ကျိန်တာဆယ်ချက်အပြစ်ပေးရပါမယ်ဆရာအေးဟုတ်တယ်အခုဒီကောင်တွေကစီကံကိုဖောက်ပြတ်တာကြောင့်မလို့ချမ်းမှတ်ထားတဲ့ပြစ်ဒဏ်အတိုင်းဒဏ်ပေးလိုက်ခမရွာတကြီးချုပ်များလားဟဲ့ကစကားမများနဲ့တစ်ပင်ကိုဖတ်ထားစမ်းမောင်တန်ပူကရန်ဖြစ်တဲ့သူနှစ်ယောက်ကိုတစ်ပင်မှာဖတ်ခိုင်းပြီးတော့လက်ထဲကင်ထားတဲ့ရှာနှစ်တုံးနဲ့တဖြောင်းဖြောင်းမြည်အောင်ရိုက်ပါလေရောအမလီအဘာလေးအော်နေတဲ့အတန်းကြောင့်ကားလမ်းဘေးမှာရှိနေတဲ့ဆန္ဒလာတွေအားလုံးလမ်းကြားထဲကိုပြေးဝင်လာခဲ့ကြတယ်အားလုံးကြည့်ထားကြနောက်တစ်ခါဖះဖို့တွေရှိမှာအချင်းချင်းရန်ဖြစ်စကားများတာပဲဖြစ်ဖြစ်ရန်ဖြစ်တာပဲဖြစ်ဖြစ်အခုလိုပြစ်ဒဏ်ခံရမယ်တင်ငုတ်တော်ပေါ်မှာထိုင်နေတဲ့လူကလက်ထဲကင်ထားတဲ့တပိုးကိုမြေကြီးပေါ်ထောက်ပြီးပြောလိုက်ရာရချစ်နေတဲ့သူတွေကတပိုးအစွန်းနှစ်ဖက်ကိုရွှေချထားပါလားဒါရွာတကြီးချုပ်ပဲဟေ့အယိုသေးပေးကြရွာတကြီးချုပ်ဆိုတဲ့စကားကြောင့်ရှောင်းလာတဲ့လူတွေအားလုံးဥကောင်းအောင်ညက်ခါအယိုသေးပေးလိုက်ကြတယ်အားလုံးတောင်းလို့အဆင်ပြေကြရဲ့လားပြေတယ်လို့တော့မဟုတ်ပါဘူးဆရာရဲ့ရတဲ့ခါလဲရမရတဲ့ခါလဲရှိတာပေါ့မောင်တမကြီးဒီမှာရှိတဲ့သူတွေကိုစံတပီဘိုးစာကြားသိငွေပေးလိုက်အောင်ဟုတ်ကဲ့ဆရာအခုပဲဝေးပေးလိုက်ပါမယ်မောင်တမဆိုတဲ့သူကအိတ်ထဲကနေငွေဆက်ကိုတစ်ထပ်ဆွဲထုတ်လိုက်ပြီးတော့တယောက်ချင်းစီဝေငှပေးနေတဲ့အချိန်ကျုပ်အတွက်ကတော့စံတပီဘိုးစာမရဘူးနော်စက်တအိတ်စာမှရမယ်အဲ့ဒီအတန်ထွက်လာခဲ့တယ်အဲ့ဒီအတန်ကြောင့်တင်ငုတ်တို့ပေါ်မှာထိုင်နေတဲ့သူကမျက်လုံးကိုဝင်ပြီးကြည့်လိုက်ရာအညိုရောင်ပြင်ဆင်အင်ကြီးကိုဝတ်ဆင်ထားတဲ့လူတစ်ယောက်ကိုမြင်လိုက်ရှာတယ်ဆရာပါလားဘယ်ကနေဘလို့ရောက်လာလဲမင်းစီပဲလာခဲ့ရလေဘလို့လဲဘဝအသက်မှာနေသားကြနေပြီလားကွာဒီလိုပါပဲဆရာရဲ့မောင်တန်ပူရေဟိုလူတွေကိုကိုယ့်နေရာကိုတွားခိုင်းလိုက်တော့ဟုတ်ကဲ့ဆရာမောင်တန်ပူကဘေးမှာဝိုင်းနေကြတဲ့သူတွေကိုကိုယ့်နေရာကိုပြန်ချဖို့ပြောနေတဲ့အချိန်သူတို့ကဘသူတွေလဲပြက်ကအော်ဆရာနဲ့မိတ်ဆက်ပြအောင်မယ်သူ့နာမည်ကမောင်တန်ပူလို့ခေါ်တယ်သူကတော့မောင်တမားတဲ့ရွာလူကြီးနှစ်ယောက်ရဲ့သားတွေပေါ့သူတို့အဖေတွေကကျွန်တော်ပြီးမှစောင့်ရှောက်ဖို့အတွက်ထည့်ထားပေးတာဟာမင်းကတဲဟုတ်ပါလားတန်ပူနဲ့တမားကြီးဒါကငါရဲ့ဆရာနာမည်ကအောင်မြတ်သားလို့ခေါ်တယ်မင်္ဂလာပါဗျဆရာကကျွန်တော်တို့ဆရာရဲ့အကြောင်းတွေပြောပြဖို့တယ်လို့တော့အခုမှပဲမြင်ဘူးတာပဲအေးစကားပြောပုံကြည့်ရတာမင်းတို့ကလည်းခေသူမဟုတ်ဘူးပဲတန်ပူနဲ့တမာ10တန်းအောင်ပြီးသားလေဆရာစူးစမ်းကြပေါ့ကွာဒီလိုအလုပ်လုပ်ရလို့လေတိတ်ငယ်စိတ်မဖြစ်နဲ့မင်းတို့ကမျိုးရိုးစင်ဆက်ကျိန်စာကြောက်တာဒီအလုပ်လုပ်နေကြတာဆရာသိပါတယ်မတိတ်ငယ်ပါဘူးဆရာဒီအလုပ်ကိုလုပ်ရင်းနဲ့လူတွေရဲ့စိတ်ကိုပို့ပြီးတော့သိလာရတယ်အတွေ့အကြုံရတာပေါ့ဗျာတမရဲ့စကားကြောင့်အောင်မြတ်တာပြောင်းလိုက်ပြီးတော့ပြက်ကဘက်ကိုလှည့်ကာပြက်ကကြီးဒီညအစပြီးတော့မင်းကစီလာခဲ့ရမယ်ဆရာကဘယ်မှနေနေရလဲကြက်ရက်တွင်းစီတွေကိုသိတယ်မဟုတ်လားအဲ့ဒီမှာနေနေတာသိတယ်လေဆရာညကျရင်ကျွန်တော်လာခဲ့ပါမယ်ဟိုလေသူတို့ရောခေါ်လာလို့ရလားရတယ်လေခေါ်လာခဲ့ပေါ့အောင်မြတ်တာစကားကြောင့်ပြက်ကဝမ်းသာသွားပြီးဘေးမှာရှိနေတဲ့တန်ပူနဲ့တမကိုလှမ်းကြည့်လိုက်တယ်ညအပိုင်းအချိန်မှာတော့ကြက်ရက်တွင်းစီတွေပေါ်မှာဖျောင်းတိုင်မီအလင်းရောင်တွေထိန်ထိန်လင်းနေခဲ့တယ်စီဒီရဲ့အရှင်ပြမတော့အောင်မြတ်တာနဲ့အတူပြက်ကတမနဲ့တန်ပူတို့ထိုင်ပြီးစကားစမြည်ပြောနေခဲ့ကြတယ်ဆရာကျွန်တော်ဒီညဘာလုပ်ရမလဲပြက်ကစကားကြောင့်အောင်မြတ်တာကလွယ်ထဲကနေမိုက်ကင်ဆက်ကိုခဲတံနဲ့ပေတံတို့ကိုထုတ်လိုက်ပြီးတော့ဒီညမှာတော့အခြေခံအင်းရေးဆွဲနည်းကိုသင်ရမယ်ဒါကြောင့်အင်းဆွဲတဲ့အခါဘလို့ချက်တွေကိုလိုက်နာရမယ်ရှောင်ရှားရမယ်ဆိုတာအရင်သိထားရမယ်အဲဒီလိုပြောရာအင်းဆွဲရမှာလိုက်နာရှာမယ်စောင်းရံရှောင်ရံအချက်တွေကိုအသေးစိတ်ပြောပြခဲ့တယ်အသေးစိတ်အချက်တွေကိုပြောပြရနဲ့အင်းဆန်ထဲတဲ့အခါရွတ်ဖတ်ရမယ်ဂါထာတွေကိုစာအုပ်မှာရေးမှတ်စီပြီးစက်မှတ်စီခဲ့တယ်ပြက်ကလည်းအောင်မြတ်တာတင်ပြတဲ့အတိုင်းလိုက်မှတ်ခဲ့တယ်လို့တန်ပူနဲ့တမာတို့ကလည်းဘေးကနေမှတ်သားနားထောင်ခဲ့ကြတယ်ဒီလိုနဲ့10ရက်လောက်ကြာမှတော့ပြက်ကတယောက်အခြေခံအင်းဆွဲနည်းနဲ့အင်းဆန်ထဲနည်းတွေကိုတက်မြောက်သွားခဲ့တယ်လို့လေးခွက်အင်းကိုလည်းပိုင်နိုင်စွာရေးဆွဲနိုင်ခဲ့တယ်တလားပြည့်တဲ့နေ့မှာတော့
အင်းကွက်တွေရေးဆွဲနေတဲ့အချိန်တကူလုံးဖုံလူလူပေးရနေတဲ့အသက်80အရွယ်အဖိုးတူဇေဒီပေါ်တက်လာတာမြင်လိုက်ရတယ်။အဖိုးကအောင်မြတ်သားကိုရောတံပူနဲ့တမကိုရောလုံးဝမကြိတ်ပဲလက်ထွာတသားရှိတဲ့တသားအပိုင်းစာလေးကိုပြက်ကဘေးမှာချပေးပြီးတော့ပြန်ထွက်သွားခဲ့တယ်။ပြက်ကလည်းအင်းကွက်ဆွဲပြရနဲ့တသားအပိုင်းစာလေးကိုယူပြီးအောင်မြတ်သားစီပြလိုက်ရာဒါတံပူမဖြတ်နိုင်တဲ့မန်ကျိုးတပိုးပဲ။မန်ကျိုးတပိုးဟုတ်လားဆရာကျွန်တော်ခုမှပဲကြားဘူးတယ်။တမနဲ့တံပူရောမန်ကျိုးတပိုးကိုကြားဘူးကြလား။အဖိုးတို့ပြောရတော့ကြားဘူးတယ်ဆရာသူတစ်ပါးပေးလို့ထားတဲ့ပစ္စည်းတွေကိုမမနိုင်လို့တပိုးနဲ့ထမ်းနေတဲ့အချိန်ကျိုးတဲ့ပိုင်စာကိုခေါ်တာမဟုတ်လားဟုတ်တယ်ကွဒါမျိုးကအင်မတန်မှရခဲ့တဲ့ပစ္စည်းပဲအခုလာပေးတာကလေဂျက်ကတယောက်တည်းကိုပေးခဲ့တာဆိုတော့သူနဲ့ပဲထိုက်တယ်လို့မှတ်ယူရမယ်ဒီလိုမန်ကျိုးတပိုးကိုဘယ်လိုဆောင်ရမလဲဆရာဆောင်ရမယ့်ပုံစံငါလုပ်ပေးမယ်အောင်မြတ်သားလည်းလွှဲထဲကနေခဲတံချွန်တဲ့ဓာတ်ကိုထုတ်လိုက်ပြီးတော့မန်ကျိုးတပိုးကိုဟိုဘက်ဒီဘက်လှုပ်လိုက်ရာမကြခင်အချိန်အတွင်းလူတယောက်ရက်နေတဲ့ဟန်ရှိတဲ့ပပူရုပ်တရုပ်ဖြစ်လာခဲ့တယ်။ဒီရုပ်ကမာတင်ကားရုပ်လို့ခေါ်တယ်။မာတင်ကားရုပ်ထုမယ်ဆိုရင်လက်ဝဲဘက်မှာခွက်ကင်ပြီးတောင်းတဲ့ဟန်လက်ရဘက်ကတပိုးနဲ့အိတ်ထမ်းတဲ့ဟန်ကိုပြပြအောင်ထုတယ်။ပြီးရင်တော့မာတင်ကားဂါထာရုပ်ပြီးတိတ်ထိတင်ရတယ်။အောင်မြတ်သားကမာတင်ကားရုပ်ကိုလက်မကိုင်ပြီးတော့ဂါထာတစ်ပုဒ်ကို38အုပ်ဆုပ်လိုက်ရာဇေဒီမှာရှိတဲ့ဆဲလဲတွေအားလုံးတချွင်ချွင်နဲ့လှုပ်ခတ်သွားတာကိုထိုးဆန်းစွာမြင်တွေ့လိုက်ရတယ်။ဒီအစီရင်ကမာတင်ကအစီရင်ပဲ။မင်းနဲ့ထိုက်လို့ရတာဖြစ်လို့ကိုနဲ့မကွာစောင့်ထား။အဲဒီလိုပြောပြီးဗျက်ကကိုကမ်းပေးလိုက်တယ်။ဗျက်ကလည်းမာတင်ကအရုပ်ကိုကိုင်းလိုက်တဲ့အချိန်ကြံရှိနေတဲ့မန်ကျိုးတပိုးပိုင်းစားတွေကရုတ်တရက်ဆိုသလိုမိဟုံဟုံတောက်လောင်ပြီးတော့ပြောင်းမုံနာမကြမ်းပဲပြက်ကွယ်သွားခဲ့တယ်။ဆရာခုနကဇေဒီပေါ်တက်လာတဲ့အဖိုးကဘသူများလဲ။သူကဘာလို့ကျွန်တော်ဒီလိုပစ္စည်းပေးရတာလဲ။ဗျက်ကငါအမြင်တော့မင်းကိုအလုပ်တစ်ခုခိုင်းမိထင်တယ်။ဘလို့အလုပ်မျိုးလဲဆရာ။9ရက်သားသမီးဆရာရတဲ့အရာနဲ့9ရက်သားသမီးကိုပြန်လှုပ်တဲ့အလှမျိုးလို့ထင်တယ်။ဒါကြောင့်မာတင်ကအဆောင်အတွက်အရေးပါတဲ့ပစ္စည်းလာပေးသွားတာ။ဒါကြောင့်မနေ့ပြန်အာယုံတက်တာနဲ့အရက်တကလှည့်ပြီးတော့တောင်းစားရမယ်။တောင်းစားလို့ရလာတဲ့ငွေတွေပစ္စည်းတွေနဲ့9ရက်တိတိအလိုလောက်ရမယ်။ဆရာပြောသလိုကျွန်တော်လုပ်ကြည့်မယ်။မနေ့အာယုံတက်တာနဲ့ကျွန်တော်တို့စားထွက်မယ်ဆရာ။တခုတတိပေးချင်တာကမင်းကိုယ်တိုင်တောင်းလို့ရတဲ့ပစ္စည်းတွေနဲ့ပဲအလိုလောက်ရမှာနော်။ဒါကြောင့်တမနဲ့တံပူတို့ရတဲ့ပစ္စည်းကိုမင်းတဲ့မရောမိစေနဲ့။ဟုတ်ကဲ့ဆရာကျွန်တော်တတိထားပါမယ်။ပြက်ကလည်းမာတင်ကားရုပ်လေးကိုစောက်ကင်ပြီးတော့ဂရိပေးလိုက်ခါရှင်ပြပေါ်မှာကြောဆန့်ချလိုက်တယ်။အာယုံတက်ချင်ရောက်တော့ပြက်ကားတို့3ယောက်စီဒီပေါ်ကနေစတင်ထွက်ခွာခဲ့ကြရာမနက်နေထန်းတစ်ဖြာမရောက်ခင်မှာပဲပြက်ကားရဲ့ခွက်ထဲမှာငွေတွေပြည့်သွားခဲ့တယ်။မာတင်ကားရုပ်လေးရဲ့အစွမ်းကြောင့်လမ်းသွားလမ်းလာလူတွေကအစခရီးသွားတွေအားလုံးပြက်ကားရဲ့အတန်ကြားတာနဲ့ပတ်စံတွေမုတ်ပဲတည်ရစာတွေလှူကြတဲ့အတွက်တံပူနဲ့တမာတို့2ယောက်တရားမျက်နှာတစ်ယောက်ကြည့်ပြီးတော့အံ့ဩခဲ့ကြရတယ်။ဆရာအိတ်ထဲမှာမုတ်ပဲတည်ရစာတွေပြည့်နေပြီးဘယ်လိုလုပ်ရမလဲ။အလှူမှလူတာငွေပဲဆိုတော့ငွေရလွှဲပြီးကျန်တာတွေကိုတခြားသူတွေစီပြန်လူကြရအောင်။ပြက်ကစကားကြောင့်တမာနဲ့တံပူတို့လည်းမုတ်ပဲတည်ရစာတွေကိုဘဝတူဆန္ဒလာတွေကိုပြန်လဲဝေမျှပေးခဲ့ကြတယ်။ဒီလိုနဲ့အလင်းရောင်ရှိတဲ့အချိန်မှာတောင်းစားလိုက်အလင်းရောင်ပြောက်တဲ့အချိန်မှာအင်းစမရေးဆွဲလိုက်နေခဲ့ရာ9လလောက်ရောက်မှာတော့အလှအတွက်လုံလောက်တဲ့ငွေတွေစုဆောင်းလာမိသလိုအင်းစမပိုင်းမှာလည်းကိုကွက်အထိတက်ရောက်လာနိုင်ခဲ့တယ်။ဒီလိုနဲ့9လပြည့်တဲ့နေ့မှာတော့ရွာပေါင်း90ရဲ့အလဲပဟိုမှာရှိတဲ့လန်ထောက်ရွာမှာပြက်ကရဲ့အလှပွဲကိုစတင်ကျင်းပခဲ့တယ်။9ရက်9လီကျွေးမွေးတဲ့အလှဖြစ်တဲ့အပြင်နေရောညပါကျွေးတာကြောင့်ပြက်ကရဲ့အလှကတခြားရွာတွေအထိပါကြော်ကြားသွားခဲ့တယ်။အလှ3ရက်မြောက်နေ့မှာတော့တာမန်လူတွေမလာခြင်းနဲ့စန္ဒာလာရွာတွေကို6ဘိန်းကားတစ်စီးဝင်ချလာခဲ့တယ်။တမကြီးရွာတွေကိုလမ်းမပြီးဝင်လာတာထင်တယ်။လမ်းသွားပြပေးလိုက်အောင်။အလှကိုကြီးကြပ်နေတဲ့ပြက်ကစကားကြောင့်တမက6ဘိန်းကားရှိရာကိုခတ်တုတ်တုတ်ပြေးသွားခဲ့တယ်။ခဏနေတော့ဦးရဖားရနဲ့ပြန်ပြေးလာပြီးဆရာကားလမ်းမလာတာမဟုတ်ဘူး။ဒီလိုပဲလာတာလို့ပြောတယ်။နောက်ပြီးအလှရှင်ကိုတွေ့ကျင်တယ်တဲ့။တမစကားကြောင့်ပြက်ကလည်းအညာဆောင်ပါတစ်ထည်ကိုခြုံပြီးတော့လိုက်သွားခဲ့လိုက်တယ်။ဟိုရောက်တော့ကားပေါ်ကနေရွှေရီညွတ်နေအောင်ဝတ်ထားတဲ့မိန်းမတစ်ယောက်ဆင်းလာပြီး
ရှင်ကဒီလိုဥဆောင်နေသူလားဟုတ်ပါတယ်ဘာများဖြစ်လို့ပါလဲအလှအတွက်စိုင်းအိတ်တွေလာလှူတာပါဗျာကျွန်တော်တို့အလှမခံထားပါဘူးနော်အလှမခံထားပါဘူးရှင်အခုကအိမ်မက်ပေးလို့လာလှူတာပါဘလို့အိမ်မက်ပေးလို့လာလှူတာလဲဗျကျမညောင်မြို့ပေါ်မှာဆိုင်ဖွင့်ထားပါတယ်တရက်မှာတော့ဆိုင်ထဲကိုအသက်80အရွယ်အဖိုးတယောက်ဝင်လာပြီးတော့လန်ထောက်ရွာမှာအလှတစ်ခုလုပ်နေတယ်ငါသမီးဆန်သွားလူကြီးလို့ပြောပါလေရောကျမလည်းလန်ထောက်ရွာဆိုတာမကြားဘူးလို့မေမေရော့ရော့နေခဲ့တာအဲ့ဒါမင်းညအိမ်မက်ထဲကိုဆိုင်အောင်လာသွားတဲ့အဖိုးကိုပြန်ရောက်လာပြီးတော့အိယာနိုးရာနဲ့ဆိုင်အိတ်30အမြန်သွားလူလို့ထပ်ပြောတာကြောင့်မလို့ဒီကိုမင်းမြန်းရင်းနဲ့ရောက်လာခဲ့တာပါကျမရဲ့အလှကိုလက်ခံပေးပါနော်ကောင်းပါပြီဗျာအလှရှင်တွေလည်းစီးပွားရေးကြီးရဲ့အလားတိုးတက်ပါစေလို့ဆုတောင်းပေးပါရယ်ပြက်ကလည်းအလှရှင်တွေရဲ့ဆန္ဒအတိုင်းဆိုင်အိတ်တွေကိုလက်ခံပြီးတော့ထမင်းချက်တဲ့တဲဘက်ကိုပို့ဆောင်စီခဲ့တယ်ဒါအောင်မြင်တဲ့အောင်မြတ်တာကပြက်ကနားကိုလာပြီးဘလို့လဲပြက်ကမာတင်ကရုပ်ကဘလောက်စွမ်းနေဆိုတာယုံပြီမဟုတ်လားအဲ့ဒီလိုတီတိုပြောလိုက်ပါတော့တယ်9 ရက်9လေးအလှပေးပြီးတဲ့ညမှာပင်အောင်မြတ်တာကပြက်ကကိုခေါ်ပြီးတော့ပထမအဆင့်စမ်းသပ်မှုကတော့အောင်မြင်ခဲ့ပြီဒါကြောင့်အခုထပ်လောက်ရမှာဒုတိယအဆင့်စမ်းသပ်မှုဖြစ်တဲ့တမထစိတ်ဆွမ်းရင်ကျင့်စင်မယ်တမထစိတ်ဆွမ်းရင်ကျင့်စင်ကဘယ်လိုလုပ်ရမှာလဲဆရာလှုပ်ဆောင်ရမယ့်နည်းတွေကအများကြီးရှိတယ်မင်းသားလေးအောင်ပြောရရင်တော့တမထဆိုတာအာယုံစူးစိုက်မှုကိုတင်ငြိမ်အောင်လှုပ်ဆောင်ရတဲ့အရာပဲဖြစ်တယ်ဒါကြောင့်တရားပဲထိုင်ထိုင်ပရိပဲစိတ်စိတ်အင်းမဲဆွဆွဲကိုစိတ်တန်ရလှုပ်လို့ရတယ်ကျွန်တော်ကအင်းကွက်ဆွဲတာကိုပို့သဘောကျတယ်ဒါကြောင့်အင်းမဲဆွဲမယ်ဆရာဒါဆိုရင်အင်းကွက်ဆွဲတဲ့အချိန်မှာကိုစိတ်ကိုဘလောက်တည်ငြိမ်အောင်ထားနိုင်မလဲဆိုတာစောင့်ကြည့်တာပေါ့ပြက်ကလည်းဒုတိယကျင့်စဉ်ဖြစ်တဲ့စိတ်ဆွဲရင်ကျင့်စဉ်ကိုကြက်ရက်တွင်စိတ်တွေမှာပင်စတင်လေ့ကျင့်ခဲ့တယ်စိတ်ကိုတည်ငြိမ်အောင်ထားရတဲ့အလုပ်ကလွယ်မယောင်နဲ့ခတ်တဲ့အတွက်6ခွက်အင်းစေးတီတစ်စုကို3 လတိတိကြာအောင်ရေးဆွဲခဲ့ရတယ်။ကျက်ကနေရောညပိုင်းအင်းဆွဲနေတဲ့အချိန်စားရေးတောက်ရေးကိုတမာနဲ့တန်ပိုတို့ကတာဝန်ယူပေးခဲ့သလိုအောင်မြတ်တာကလည်းအနားမှနေပြီးတော့အနည်းကကြီးကြပ်ပေးခဲ့တယ်။ဒီလိုနဲ့6 လတိတိပြည့်တဲ့ညမှာတော့အင်းကွက်ရေးဆွဲနေတဲ့အချိန်ကျက်ရက်တွင်စေးတီရဲ့ဘေးဘက်ပတ်လည်မှာကစုံပေါက်ပြီးပြေးလွှားနေတဲ့မြင်းဖြူတကားကိုမြင်တွေ့လိုက်ရတယ်။တကူလုံးဝါကွန်းဆိုင်ပမာဖွေးစော့နေတဲ့မြင်းဖြူကြီးကစေဒီကိုလက်ရရှစ်ပတ်နေရင်ရုပ်ချီးဆိုသလိုပိတ်ဖြူဝတ်ထားတဲ့တက်လက်ပိုင်းလူတယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ကျက်ကလည်းပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုလက်လျူရှုပ်ပြီးအင်းကွက်ကိုပြီးဆုံးအောင်ရေးဆွဲပြီးချိန်မှာတော့သူ့ဘေးမှာပစစ်တောက်ထိုင်နေတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဲဒီလူကပြက်ကောင်မျက်တောင်မခတ်တန်းစိုက်ကြည့်ပြီးတော့ဆရာကျုပ်ကိုမှတ်မိပါသလား။ကျုပ်မမှတ်မိဘူး။တရားဘာတူပါလဲ။ကျုပ်ကဆရာလူဘဝရောက်တဲ့ဓာတ်တော်မျိုးစေတီမှာစောင့်ဆိုင်ခဲ့တဲ့ဝါကွန်းဖြူလေးဆရာခမရဓာတ်တော်မျိုးစေတီမှာမြင်ခဲ့ရတဲ့မြင်းဖြူလေးလားဟုတ်ပါတယ်ဆရာအခုတော့ဆရာရှိတဲ့အရက်ကိုရောက်လာခဲ့ပါပြီဒါကြောင့်မကြခင်အချိန်ဆရာကိုကြောထက်မှတင်ပြီးတော့လိုရာခရီးကိုပို့ဆောင်ပေးပါမယ်အခုရောပို့လို့မရဘူးလားကျုံလှန်ထောက်ရွာဘက်ကိုသွားဆရာရှိသေးတယ်ဆရာအနေနဲ့ပညာပိုင်းမှာလိုအပ်ချက်တွေအနည်းငယ်ရှိသေးလို့အခုတော့မရသေးပါဘူး။ဒါကြောင့်စိတ်အေးချမ်းသာစွာဆက်လက်ကျင့်ကြံပါလို့အကြံပြုပါတယ်။ကောင်းပြီလေ။ကျုပ်ရဲ့ရည်မှန်းချက်တွေပြည့်စုံတာနဲ့ခမ ्या ကိုယ်တိုင်လိုက်ပို့ရမယ့်နေရာတစ်ခုရှိတယ်။ဒါကြောင့်ခမ ्या လည်းကိုယ်အဆင်ပြေတဲ့နေရာမှာနေပါ။ကျုပ်လည်းလှုပ်ရှားရှိတာဆက်လုပ်လိုက်အောင်မေ။ကျက်ကပိတ်ဖြိုဝဲလူကိုပြောပြရနဲ့ရေးဆွဲဖို့ကြံနေတဲ့အင်္ဂွက်တစ်ချို့ကိုစိတ်နှစ်ပြီးတော့ထပ်မံရေးဆွဲခဲ့တယ်။ကျက်ရက်တွင်စီဒီမှာဒုတိယကျင့်စဉ်ကိုတနေ့တိတိကျင့်ကြံပြီးချိန်မှာတော့အမြင်အချို့နဲ့အကြအချို့ကိုစတင်ပေါင်းမြောက်လာခဲ့တယ်။အဲဒီလိုပဲအစ္စမရေးဆွဲခြင်းအပိုင်းမှာလည်းအောင်မြတ်တာမျက်နှာလွှဲရတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။ကျက်ကပယောဂကုရဲ့လမ်းစဉ်ထက်အစ္စမအဆောင်အယောင်လောက်ရတာကိုပို့ပြီးတော့နှစ်သက်တာကြောင့်အားရတဲ့အချိန်တိုင်းစာအုပ်တအုပ်မှာစမအသစ်တွေရေးဆွဲခြင်းအသက်သွင်းခြင်းလုပ်ငန်းတွေကိုသာလေ့ကျင့်ခဲ့တယ်။ခေတ်ပညာတတ်လူငယ်တယောက်အဖြစ်ကနေလာခဲ့သူမို့ပြက်ကရေးထားတဲ့စမတွေကစီစနစ်ကြပြီးအလွန်သေးသက်လှပခဲ့တယ်။ဒါကြောင့်လည်းအောင်မြတ်တာကသူ့တပည့်တွေထဲမှာပြက်ကရဲ့စမဆွဲဟန်ကအတော်ဆုံးနဲ့အသေးသက်ဆုံးလို့တောင်ချီကျူးခဲ့ပါတယ်။တရက်မှာတော့အောင်မြတ်တာတို့နေတဲ့ကျက်ရက်တွင်စေဒီစီကိုတရောင်စားလင်မယားနှစ်ယောက်မယောင်မလဲနဲ့ရောက်လာခဲ့တယ်။အဲ့ဒီလင်မယားကပြက်ကအောင်မြင်ရောဝမ်းသာအားရနဲ့အနာကပ်လာပြီးတော့
အိမ်မက်ထဲကအတိုင်းပါပဲလားရှင်ဘလို့လဲကိုသားပြောဒီစီဒီကိုလာရင်ထူကြပါမယ်လို့မပြောဘူးလားဟဲ့ဟုတ်လေမရနင်တို့ဘာပြောနေကြတာလဲဒီလိုပါရှင်ကျမတို့ကမန္တလေးဘက်မှာတောင်ရစားတောက်ကြတဲ့သူတွေပါအခုကိုဝင်လွယ်ထားတဲ့ကလေးကအိမ်မက်ပေးလို့ဒီစီဒီကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်လို့လာခဲ့ကြတာပါဘယ်လိုအိမ်မက်ပေးရတော့ပြောစမ်းမအောင်အိမ်မက်ထဲမှာပစိုးခွင်းတိုင်းထားတဲ့ကလေးတယောက်ကသူ့ကိုကြက်ရက်တွင်စီဒီစီကိုပို့ပေးပါလို့ပြောတယ်ဒီလိုအိမ်မက်မျိုးကတစ်ပတ်ကို3-4ချိန်လောက်မှတ်နေရမို့လင်မယား2ယောက်လဲကြက်ရက်တွင်စီဒီအကြောင်းစုံစမ်းရင်းနဲ့ဒီကိုရောက်လာခဲ့တာပါမိမဖြစ်သူရဲ့စကားကြောင့်ပြက်ကအောင်မြတ်တာကိုလှမ်းကြည့်လိုက်ပြီးဒီကလေးကကျွန်တော်တို့နဲ့ရေဆက်ပါလားမသိဘူးဆရာရေဆက်ပါလို့မင်းစီကိုခေါ်လာတာပေါ့သူ့အတွက်အဆင်ပြေအောင်လို့တခုခုစီစဉ်ပေးလိုက်အောင်မြတ်တာစကားကြောင့်ပြက်ကလည်းလင်မယား2ယောက်ကိုကြည့်ပြီးတော့မင်းတို့ကဒီရက်ဒေသမှာတောင်းရစားတော့ကြမလို့လားလောလောဆယ်တော့ကြုံတယ်လို့ပေါ့ရှင်မင်းတို့အနေနဲ့အိမ်မက်ထဲအတိုင်းဒီကိုရောက်လာတာနဲတဲ့ဇွဲလုံးလားမှမဟုတ်ပဲဒါကြောင့်ကလေးရဲ့အတွက်ကျုပ်လက်ဆောင်တစ်ခုပေးလိုက်ပါမယ်ကျက်ကသူ့ရဲ့အဝေးထောက်အောင်မှာထည့်ထားတဲ့စာအုပ်ထဲကနေစမအခရာတွေကိုမာတင်ကရုပ်ထုအတိုင်းပုံဖော်ထားတဲ့စာရွက်တစ်ရွက်ကိုညီညာစွာဆုပ်ဖြဲပြီးကမ်းပေးလိုက်တယ်ဒီစာရွက်ကိုအခောက်သေးသေးလေးဖြစ်အောင်လှိပ်ပြီးတော့ယောက်ျားဖြစ်သူရဲ့လက်ပင်မှာဆွဲထားလိုက်ကလေးမွေးရင်တော့ကလေးရဲ့လက်ပင်မှာကျုပ်လေးနဲ့ဆွဲထားပြီးဟုတ်ကဲ့ပါဗျကျုပ်တို့တေချာသိမ်းထားပါမယ်မင်းတို့လည်းခရီးဝေးရလာရတာဆိုတော့ဒီမှာရအနေငယ်နားလိုက်ပါဦးဒီမှာနေတဲ့ကာလာအတွင်းမှာတော့တန်ပူနဲ့တမဟာလိုအပ်တာတွေလာပို့ပေးလိမ့်မယ်ကျက်ကလည်းလင်မယား2ယောက်အတွက်နေရာချပေးပြီးသူ့ရဲ့မူလနေရာစီကိုပြန်ထွက်သွားခဲ့တယ်ညအချိန်ရောက်တော့အောင်မြတ်တာကကျက်ကနားကိုလာပြီးမင်းအနေနဲ့ဒုတိယကျက်စင်ကျင်တာဘယ်လောက်ကြာပြီလဲတစ်နှစ်ကျော်ပြီဆရာဘာတွေသိမြင်ရပြီလဲအမြင်စားတချို့တော့ရနေပါပြီနောက်ပြီးစမအတော်များများကိုလည်းလက်တန်းရေးနိုင်နေပါပြီဒါပဲလားနောက်ထပ်ဘာတွေရှိသေးလဲကျွန်တော်တက်မြောက်ထားတာအကုန်ပါပဲဆရာစိတ်ဆွမ်းကျင့်စဉ်မှာအရေးကြီးဆုံးတစ်ချက်ကခန္ဓာကိုယ်ရဲ့ကနေစိတ်ဝိညာဉ်ကိုထုတ်လွှင့်နိုင်ဖို့ပဲဒီအဆင့်ကိုမင်းမရောက်သေးဘူးမဟုတ်လားဟုတ်ပါတယ်ဆရာကျွန်တော်မရောက်သေးပါဘူးမင်းရအောင်လို့ကျင့်ကြံရမယ်ဒါမှသာမင်းရဲ့တာဝန်ကိုပြည့်ဝအောင်လို့ထမ်းဆောင်နိုင်လိမ့်မယ်ကျွန်တော်တာဝန်ကစန္ဒာလရွာ90ကိုကြီးကြပ်ပေးအောင်မဟုတ်ဘူးလားဆရာရွာကိုကြီးကြပ်ဖို့ပဲဆိုရင်မင်းကိုခုလိုအချိန်ကြီးရအောင်လို့ကျင့်ကြံခိုင်းပါတော့မလားတကယ်တမ်းမင်းလုပ်ရမယ့်တာဝန်ကပကံဒေတာကိုလာရောက်ကြတဲ့ပုဂ္ဂိုလ်မြတ်တွေရဲ့ပေါ်အကူအညီပေးဖို့ပဲသူတို့ထဲမှာဒီဒေတာကိုရုပ်ဖဲလာတဲ့သူတွေရှိတယ်နံဖဲလာတဲ့သူတွေရှိတယ်ဒါတွေကိုမင်းအနေနဲ့သိထားဖို့လိုတယ်မဟုတ်လားဒါဆိုကျွန်တော်ရုံးနံခွဲတဲ့ပညာကိုထပ်ပြီးတော့လေ့ကျင့်ရမှာပေါ့ဟုတ်တယ်ဖြက်ကကျက်ရက်တွင်စီဒီမှာမင်းရဲ့တာဝန်ပြီးဆောင်ပြီးမို့အာယုံတက်တာနဲ့ပကံမြေကိုချိချရမယ်တမနဲ့တန်ပူတို့ကရောလိုက်လာကြမှာလားဒါမှမဟုတ်တယောက်တည်းသွားရမှာလားမင်းတယောက်တည်းပဲသွားရလိမ့်မယ်ဟိုရောက်တာနဲ့မနက်ပိုင်းဝမ်းစာအတွက်ရှာဖွေပြီးညပိုင်းမှာကျင့်ကြံရမယ်မင်းလုံနိုင်ပါမလားလုံနိုင်အောင်စူးစမ်းမယ်ဆရာဒီကျင့်စဉ်အောင်မြင်ရင်ဆရာစီအရင်လာခဲ့ပါမယ်လိုအပ်တဲ့ကျင့်ကြံနည်းတွေကိုသက်ဆိုင်ရာပုဂ္ဂိုလ်တွေကမင်းကိုလာသင်ကြားပေးလိမ့်မယ်ဒါကြောင့်ဒီညတွေကလိုအပ်တဲ့ပစ္စည်းတွေအသင့်ထည့်ထားပြီးတော့အောင်မြတ်တာစကားကြောင့်ပြက်ကလည်းတန်ပူနဲ့တမောင်နှုတ်ဆက်ခါတဘိုးနဲ့အိတ်ထဲကိုပစ္စည်းတွေထည့်လိုက်ပါတယ်အလင်းရောက်ကအရှိတ်အရက်ကနေအနှဲငယ်ဖြာထွက်နေခဲ့ပေမဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုမြင်သာအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူးအဲ့ဒီအချိန်ပြက်ကရဲ့ခြေလမ်းတွေကကျက်ရက်တွင်စေတီရဲ့ဝေးရကိုရှောက်လန်းနေခဲ့သလိုစေတီဘက်ကနေလည်းပထရွတ်တန်တက်တက်ထွက်ပေါ်နေခဲ့တယ်အဲ့ဒီအချိန်တစ်ခွက်ခွက်နဲ့ပြေးလာတဲ့မြင်းခွတန်းကြောင့်လဲကြည့်လိုက်ရမှာတော့တကိုယ်လုံးဆွဆွဖြူနေတဲ့မြင်းဖြူတကောင်သူ့စီကိုဒုံဆိုင်ပြေးလာတာမြင်လိုက်ရတယ်မြင်းဖြူကြီးကအနားလဲလျှောက်ရောမြေကြီးပေါ်မှာဒူးကွေးကထိုင်ချလိုက်ပြီးတော့ကြက်ခါရဲ့ကိုကိုဦးကောင်းနဲ့တိုးဝှေ့ပြီးတော့ပုတ်တက်နေခဲ့တယ်မကြမီအချိန်ရဲ့အတွင်းမြင်းဖြူရဲ့ကိုပေါ်မှာစီးနှင်းလိုက်ပါသွားတဲ့ကြက်ကောက်ကိုမြင်လိုက်ရပြီးမြေနီလန်းတစ်လျှောက်ကနေလဲမြင်းခွာတန်တွေထွက်ပေါ်လာပါတော့တယ်ဟိဟိတိုးညင်းစွာထွက်ပေါ်လာတဲ့ညူတူတူရေတံတွေကပြက်ခါရဲ့နားတွေကိုတခါရီလိုတိုးဝင်လာခဲ့တယ်တိတ်မကြခင်အချိန်အတွင်းညူတူတူရေတံတွေအဖြစ်ကနေဝမ်ကောက်တန်နဲ့ရီမောနေတန်တွေအဖြစ်ပြောင်းလဲသွားပြီး
အပုံနက်ကလှိုင်ကနေထွက်ပေါ်လာခဲ့တယ်။ငါဆက်ရလို့မဖြစ်ဘူး။ဒီလိုမှောင်မဲနေတဲ့ညတကောင်ချိန်မှာငါအတွက်ငါပဲရှိတယ်။ပြက်ကမင်းလုံနိုင်ပါတယ်။အဲ့ဒီလိုကိုအားတင်းရှင်နဲ့လေးလာနေတဲ့စိတ်ကိုဖြေလျှော့ချလိုက်တယ်ဆိုရင်ပဲစိတ်ကိုနှစ်ဖိုးလေတက်တက်စီကိုပို့ထား။ဘာကြောင့်ဖြစ်ဖြစ်မျက်စိဖွင့်မကြည့်နဲ့။မင်းနဲ့အတူငါရှိနေတယ်။အဲ့ဒီလိုဆိုရင်အမျက်တာရဲ့အတန်ကိုကြားလိုက်ရှာတယ်။ပြက်ကလည်းဆရာဖြစ်သူရဲ့အတန်ကြောင့်ပုံမအားတက်သွားပြီးခန္ဓာကိုယ်မှာရှိတဲ့အသေးစိတ်တွေအလုံးကိုနှစ်ဖိုးလေတက်တက်ကိုပို့လွှတ်လိုက်တဲ့အချိန်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးရင်ထဲကနေအေးမြတဲ့ခန်းစားချက်တစ်ခုထွက်ပေါ်လာခဲ့တယ်။ဟုတ်တယ်။စက်ထိန်ထားအသိကိုမလွတ်စေနဲ့။အောင်မြတ်သားရဲ့အတန်ကနားရိတ်ကိုတိုးဝင်လာတာကြောင့်စိတ်ကိုမဆိုင်နဲ့အောင်ထိန်းလိုက်တယ်ဆိုရင်ပဲခန္ဓာကိုယ်ကိုလေးစုပ်ဆက်တစ်ခုနဲ့ဆုပ်ယူလိုက်သလိုအပေါ်မြောက်တက်သွားခဲ့တယ်။ပေါ်ပါနေတဲ့ခန္ဓာကိုယ်ကလေတို့ထဲမှာအချိန်တန်ကြာတက်နေတဲ့အပြင်ဆရာဖြစ်သူရဲ့အတန်ကိုမကြားရတော့တာကြောင့်ဒီတစ်ခေါက်လေမအောင်မြင်ပြန်ဘူးဆိုတဲ့အသည့်နဲ့မျက်စိကိုအသာဖွင့်ကြည့်လိုက်ရာခန္ဓာကိုယ်ကလေပေါ်မှာငြိမ်သက်နေပြီးသူ့အောက်မှာတော့တရားထိုင်နေတဲ့မူရင်းခန္ဓာကိုမြင်တွေ့လိုက်ရတယ်။ငါရဲ့နံကအပြင်ကိုထွက်လာတာလား။ဂျက်ကလက်တွေကိုလှောက်ရှားကြည့်လိုက်ရာသူ့ဆန္ဒအတိုင်းလှောက်ရှားလို့ရနေတာကိုသတိထားမိခဲ့တယ်။ငါအောင်မြင်ပြီ။တစ်နှစ်လောက်ကြာရှုံးခဲ့တဲ့ကျင့်စဉ်ကအခုမှအောင်မြင်ပြီဟဲ့။ဂျက်ကလည်းဝမ်းသာအားရကြုံသွားပြီးနံရုပ်ကိုခန္ဓာကိုယ်ရဲ့ပြည့်ဝင်ဖို့အတွက်စိတ်ညွှတ်လိုက်ရာမူရင်းခန္ဓာကိုယ်ရဲ့ကနေအလွန်သေးငယ်တဲ့ငွေရောင်ကျိုးမြင့်လေးတစ်ခုပေါ်လာပြီးရပိန်ကျိုးရက်တယ်လို့ဆွဲခေါ်သွားခဲ့တာကိုသတိထားမိခဲ့တယ်။ကြက်ကလည်းနံရုပ်ကမူလခန္ဓာကိုယ်ရဲ့ဝင်ရောက်တာနဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်ရာစီမီတွေအသီးသီးကင်ဆောင်ထားတဲ့ယောက်ျားမိန်းမတွေကကြက်ကထိုင်နေတဲ့စေဒီပေါ်တက်လာပြီးမိပူစောကြပါတယ်။ဝတ်စားထားပုံကအခုခေတ်ပုံစံမဟုတ်ဘဲငယ်စရာတင်ခဲ့ရပူတဲ့ပကံခေတ်ဝတ်စားစင်ရုံမှုဖြစ်နေရကြောင်းဘေးမှာရှိတဲ့စေဒီတွေကိုကြည့်လိုက်ရာညောင်များစွာသောလူတွေကပကံခေတ်ကအဝတ်စားတွေဝတ်ဆင်ပြီးစီမီကိုစီကိုင်ကစေဒီတွေကိုမိပူစောနေရမြင်တွေ့လိုက်ရတယ်။ဒီတော့မှကောင်းကင်ကိုမော့ကြည့်လိုက်ရာတိမ်ကင်းစင်ပြီးပြေဝတောက်ပနေတဲ့လှဝင်းချင်းကိုမြင်တွေ့လိုက်ရတာကြောင့်ဒီနေ့ကသတင်းကြိုလာပြင်းနေပဲ။အဲ့ဒီလိုရေရွှတ်လိုက်ပါတော့တယ်။ဆရာဒါဆိုကိုပြက်ကနံရုပ်ခွဲတဲ့ကျင့်စဉ်ကိုအောင်မြင်ခဲ့တာပေါ့။ဟုတ်တယ်မောင်ကောင်။သူကနံရုပ်ခွဲတဲ့ကျင့်စဉ်ကိုအောင်မြင်ပြီးတဲ့နောက်ပိုင်းတခြားပညာရှင်တွေကိုလေ့ကျင့်ခဲ့သေးတယ်။ဆရာကျွန်တော်လည်းသိချင်တာတစ်ခုရှိသေးတယ်။ဘာများလဲခွန်းလား။ तू ကနံရုပ်ခွဲတဲ့ကျင့်စဉ်အောင်မြင်တဲ့အချိန်မြင်လိုက်ရတဲ့သူတွေကဘယ်သူတွေလဲ။ဒီနယ်မြေမှာကြံနေသေးတဲ့မကျွတ်မလွတ်သူတွေလား။ကြက်ခရဲ့ပါရမီကဒီနယ်မြေမှာရှိတဲ့မကျွတ်မလွတ်တဲ့သူတွေကိုမြင်ရတာပဲ။ဒါကြောင့်ကျင့်စဉ်အောင်တာနဲ့အကုန်လုံးကိုမြင်တွေ့ခဲ့တာ။နောက်ပိုင်းတွေမှာလည်းအချိန်ရရင်ရတယ်လို့ပကံသားတွေနဲ့မိတ်ဖွဲ့တော့တာပဲလေ။ဒါကြောင့်မင်းတို့ပကံခင်းရောက်တော့ဘလို့ရှင်တန်ရမလဲဆိုတာသူသိနေရပေါ့။ဒါကြောင့်ကိုဟိုလေသူ့ရဲ့မြင်းဖြူရရောအခုထိရှိတော့မဲလားဆရာ။သူ့ရဲ့မူလနေရာဖြစ်တဲ့ဓာတ်တော်မျိုးစေဒီမှာပြက်ကပြန်အလာကိုစောင့်နေရလေ။ဒါနဲ့လေကိုပြက်ကသူ့မိဘတွေစီကိုတခါမှမပြန်တော့ဘူးလား။ဟိုကသူ့ကိုအတော်လွမ်းနေမှာပဲနော်။သူပြောတာကတော့လူကိုယ်တိုင်ပြန်ရင်တန်ရောစင်ပြန်တွေ့မိလိမ့်မယ်တဲ့။ဒါကြောင့်သူမိဘတွေကိုတတိယရင်အိမ်မက်ပေးပြီးတွေ့ရဆိုပဲ။အောင်မြတ်သားစကားကြောင့်မောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်စေဒီပေါ်မှာတန်ရှင်းလုံနေတဲ့ပြက်ကကိုပြိုင်တူငေးကြည့်လိုက်ပါတော့တယ်။ဒါကတော့ပြက်ကရဲ့အထုပ်ပတ်တိဖြစ်ပါတယ်။အောင်မြတ်သားတို့ပကံမြေမှာအတန်ကြာနေထိုင်ပြီးတဲ့နောက်မှာတော့ရွှေမော်တော်ဖျားဖူးဖို့အတွက်ပဲခူးမြို့ကိုဆင်းလာခဲ့ကြတယ်။ပဲခူးကိုရောက်ရှိတဲ့အချိန်အသက်သွင်းပြီးစွန့်ထားတဲ့ကိုအောင်နိုင်တဲ့ရုပ်ကိုမတင်နာမလဲပဲယူဆောင်မိတဲ့ခလေးကြောင့်မိသားစုတွေတွေ့ပြတ်တဲ့အထိအချောက်လက်ခံနေရတာကိုကူညီပေးခဲ့ကြရတယ်။ဒီအကြောင်းအရာလေးကိုတော့အောင်မြတ်တာနဲ့ကိုအောင်နိုင်နဲ့ဆိုတဲ့ဇလံလေးမှာပရိသတ်ကြီးကစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တဲ့ဇလံလေးကတော့စာရေးသူဇေယနာရှာမညရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း280ဖြစ်တဲ့အောင်မြတ်တာနဲ့စန္ဒလာပြက်ကဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။